နံပါတ်1ပတ္တမြားနားတောင်းကိုဘယ်နေရာမှာဝတ်ရတယ်လဲနံပါတ်2ရွှေချေချင်းကိုဘယ်နေရာမှာဆင်ရင်ရတယ်လဲနံပါတ်3ရွှေပန်းခံကိုဘယ်လိုသုံးရတယ်လဲနံပါတ်4ပစိုးတော်ကိုဘယ်လိုဝတ်ရတယ်လဲသူတို့၄ဦးဟာမဟော်ဒရကဒီလောက်လွယ်တာကိုမေးတာလားဆိုပြီးရေမောကမဟော်ဒရ series အပိုင်း3ပညာရှိတို့၏ထောင်ချောက်နန်းတော်၏ခမ်းနားသောမြင်ကွင်းမဟော်ဒရလင်းနန်းတော်တွေကိုရောက်လာတာဟာဝီဒေဟရာဇာမင်းကြီးအတွက်တော့ယတနာတစ်ပါးရလိုက်တယ်လို့ပါပဲဒါပေမဲ့တင်နကအမှုပြုတဲ့ပညာရှိ၄ဦးအတွက်တော့ဒါဟာသူတို့ရဲ့နေရာကိုလူယူမဲ့ရန်သူတယောက်ရောက်လာတာပါပဲသူတို့ဟာနေ့ရောညပါအကြံထုတ်ပြီးမဟော်ဒရကိုနန်းတော်ကနေအပီးပိုင်နှင်ထုတ်နိုင်ဖို့ထောင်ချောက်တစ်ခုကိုစော့တင်ခင်းချင်းပါတော့တယ်ကောက်ကျစ်တော်အကြံစီဒီနေ့မှာတော့ပညာရှိ၄ဦးဟာနန်းတော်တွေကတန်ဖိုးကြီးပစ္စည်းတွေကိုတယောက်တစ်မျိုးစီခိုးယူခဲ့ကြပါတယ်တင်နကရွှေပန်းခန်းပုကုတကပတ္တမြားနာတောင်ကာမိန်တကရွှေချေချင်းဝင်းတကကတော့တန်ဖိုးကြီးပစိုးတော်ကိုခိုးယူလိုက်ကြတယ်ပြီးတော့ဒီပစ္စည်းတွေကိုမဟော်ဒရရဲ့အဆောင်ထဲမှာတွားရောက်ဝှက်ထားလိုက်ကြပါတော့တယ်ဆွဆွဲခံရခြင်းနဲ့တရားစီရင်ခံနောက်ကနေမနေ့မှာတော့နန်းတော်ထဲမှာပစ္စည်းတွေပျောက်ဆုံးကုန်လို့စူညံသွားခဲ့တယ်ပညာရှိ၄ဦးကမင်းကြီးရှေ့မှာဟန်ဆောင်ပန်းဆောင်နဲ့အရှင်မင်းကြီးဒီပစ္စည်းတွေကိုမဟော်ဒရရဲ့အဆောင်မှာတွေ့ရပါတယ်သူဟာတခိုးပါပဲလို့ဆွဆွဲလိုက်ကြတယ်မင်းကြီးဟာအလွန်တုန်လှုပ်သွားပြီးမဟော်ဒရကိုစစ်မေးပါတော့တယ်မဟော်ဒရကတော့မတုန်လှုပ်ပါဘူးသူကအရှင်မင်းကြီးကျွန်တော်ကိုစစ်ဆေးတာထက်ဒီပညာရှိကြီး၄ဦးကိုပဲမေခွန်း၄ခုပြန်မေးခွင့်ပြုပါလို့တောင်းဆိုလိုက်ပါတယ်ဉာဏ်ဖြင့်ပြန်လေတုံ့ပြန်ခြင်းမဟော်ဒရကပညာရှိ၄ဦးကိုလူအများရှေ့မှာဒီလိုမေးခွန်းတွေမေးလိုက်ပါတယ်နံပါတ်1ပတ္တမြားနာတောင်းကိုဘယ်နေရာမှာဝတ်ရတယ်လဲနံပါတ်2ရွှေချေချင်းကိုဘယ်နေရာမှာဆင်ရင်ရတယ်လဲနံပါတ်3ရွှေပန်းခံကိုဘယ်လိုသုံးရတယ်လဲနံပါတ်4ပစိုးတော်ကိုဘယ်လိုဝတ်ရတယ်လဲသူတို့၄ဦးဟာမဟော်ဒရကဒီလောက်လွယ်တာကိုမေးတာလားဆိုပြီးရေမောကနားတောင်းကိုနားမှာဝတ်တယ်ခြေချင်းကိုခြေထောက်မှာဆင်းတယ်ဘန်းကန်နဲ့ထမင်းစားတယ်ပစိုးကိုခါမှာဝတ်တယ်လို့ဖြေလိုက်ကြတယ်အဲ့ဒီအချိန်မှာမဟော်ဒရကပြုံးပြီးဒါဆိုရင်အရှင်မင်းကြီးကြည့်လိုက်ပါတေနကအမတ်ကြီးရဲ့ခါမှာပစိုးတော်ကိုဝတ်ထားတယ်ပုကုတရဲ့နားမှာနားတောင်းကိုဝတ်ထားတယ်သူတို့ပြောတဲ့အတိုင်းသူတို့ကိုယ်တိုင်စီရင်ထားကြမှုတကယ်တခိုးကဘဒူလဲဆိုတာထင်ရှားနေပါပြီလို့ဖော်ထုတ်လိုက်ပါတော့တယ်နိဂုံးနဲ့အလဲ့ပြောင်းပညာရှိ၄ဦးဟာမိမိတို့အကွက်နဲ့မိမိတို့ပြန်မိသွားပြီးအရှက်တကွဲဖြစ်ကုန်ကြရတယ်မင်းကြီးဟာမဟော်ဒရရဲ့ညံစွမ်းကိုပူပြီးယုံကြည်သွားပြီမဲ့ဒါဟာမဟော်ဒရအတွက်အောင်ပွဲတစ်ခုတည်းမဟုတ်ပါဘူးပူပြီးကြောက်စရာကောင်းတဲ့ရန်သူတော်ကြီးဆူလနီဗြဟ္မဏမင်းကြီးနဲ့ကေဝက်ဘရိုဟိုက်ကြီးရဲ့ချင်းထောင်မှုကြီးကမိထီလာပြည်ကြီးစီကိုတခေးပြီးဥတီလာနေပါပြီအပိုင်းလေးမှာတော့တိုင်းပြည်တရားတပီကိုတင်းစီဖို့ကြံစီနေတဲ့ဆူလနီဗြဟ္မဏမင်းကြီးရဲ့စစ်တပ်ကြီးကိုမဟော်ဒရကဉာဏ်ပညာတစ်ခုတည်းနဲ့ဘလို့ရင်ဆိုင်မလဲဆိုတာဆက်လက်စောင့်ကြည့်ပေးကြအောင်နော်